Richard နဲ့သူ့သားကြားမှာပြင်းထန်တဲ့စကားများရန်ဖြစ်မှုတွေစတင်လာခဲ့ပါတယ်။အဲ့ဒီနောက်ဒေါသအလိမ့်လိုက်ထွက်လာတဲ့ Richard ဟာစိတ်မထိန်နိုင်ပဲသူ့သားရဲ့လေပင်ကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုးတက်ပြီးကိုသားရင်းကိုကိုယ်တိုင်အဆုံးစီရင်လိုက်ပါတော့တယ်။ဒါပေမဲ့တကယ်အံ့ဩဖို့ကောင်းတာကတော့သူ့ရဲ့သားနဲ့မောင်ဖြစ်သူအသက်ခံလိုက်ရတာကိုမြင်နေရတဲ့ Susan နဲ့ Jesse တို့ဟာဘာမှမဖြစ်တယ်လို့မျိုးအေးအေးဆေးဆေးထိုင်ကြည့်နေကြတာပါပဲ။ဘာကြီးမားတဲ့ကိစ္စမှမဟုတ်တယ်လို့မျိုး Susan ကဘာလို့တက်လိုက်တာလဲလို့မေးတဲ့အခါမှာတော့ Richard ကသူကငါတို့လမ်းမှာအနောက်ရှက်ဖြစ်နေတဲ့ကြောက်တုံးတုံးပဲငါစကားကိုလည်းနားမထောင်ဘူး။အဲ့ဒါကြောင့်သူ့ကိုတက်ဖို့လိုအပ်တယ်လို့အေးဆက်ဆက်ပြန်ဖြေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Jesse ကအခုဆိုရင်မောင်လေးနေရာမှာအစားထိုးဖို့နောက်ထပ်မောင်လေးတစ်ယောက်ထပ်ရှာရအောင်မယ်ပေါ့လို့ပြောလိုက်ပါတယ်။ဒီစကားအရအသက်ခံလိုက်ရတဲ့ကောင်လေးဟာသူတို့ရဲ့တွေးသားရင်းမဟုတ်ပဲသူ့ရဲ့မိသားစုဝင်တွေကိုတက်ဖြတ်ပြီးမှသူတို့ကမွေးစားထားခဲ့တာဖြစ်ကြောင်းပေါ်လွင်သွားခဲ့ပါတယ်။ဒါကြောင့်လဲ Richard ကသူ့ကိုတက်ရတာဒီလောက်လွယ်ကူနေခဲ့တာပါ။သူတို့ခဏတာတဲကိုရောက်ရှိနေတဲ့အိမ်ရဲ့နောက်ဘက်မှာတော့အိမ်ရှင်ရဲ့အိမ်ရှိပါတယ်။သူတို့အဲ့ဒီအိမ်ထဲကိုရောက်သွားတဲ့အခါမှာတော့တအိမ်လုံးမှာတက်ဆင်ထားတဲ့ခရီးအများပြားကိုတွေ့လိုက်ရပြီးအိမ်ရှင်ကသူတို့ရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေခဲ့တာကိုသိလိုက်ရတဲ့အတွက် Richard တို့တတိုက်ဒေါသထွက်သွားကြပါတယ်။ဒါပေမဲ့အဲ့ဒီမှာတင် Richard ဟာအိမ်ထဲကနေတခြားနေရာကိုဆက်သွယ်ထားတဲ့လျှို့ဝှက်မြေအောက်လမ်းကြောင်းတစ်ခုကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။ Richard နဲ့သူ့သားကြားမှာပြင်းထန်တဲ့စကားများရန်ဖြစ်မှုတွေစတင်လာခဲ့ပါတယ်။အဲ့ဒီနောက်ဒေါသအလိမ့်လိုက်ထွက်လာတဲ့ Richard ဟာစိတ်မထိန်နိုင်ပဲသူ့သားရဲ့လေပင်ကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုးတက်ပြီးကိုသားရင်းကိုကိုယ်တိုင်အဆုံးစီရင်လိုက်ပါတော့တယ်။ဒါပေမဲ့တကယ်အံ့ဩဖို့ကောင်းတာကတော့သူ့ရဲ့သားနဲ့မောင်ဖြစ်သူအသက်ခံလိုက်ရတာကိုမြင်နေရတဲ့ Susan နဲ့ Jesse တို့ဟာဘာမှမဖြစ်တယ်လို့မျိုးအေးအေးဆေးဆေးထိုင်ကြည့်နေကြတာပါပဲ။ဘာကြီးမားတဲ့ကိစ္စမှမဟုတ်တယ်လို့မျိုး Susan ကဘာလို့တက်လိုက်တာလဲလို့မေးတဲ့အခါမှာတော့ Richard ကသူကငါတို့လမ်းမှာအနောက်ရှက်ဖြစ်နေတဲ့ကြောက်တုံးတုံးပဲငါစကားကိုလည်းနားမထောင်ဘူး။အဲ့ဒါကြောင့်သူ့ကိုတက်ဖို့လိုအပ်တယ်လို့အေးဆက်ဆက်ပြန်ဖြေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Jesse ကအခုဆိုရင်မောင်လေးနေရာမှာအစားထိုးဖို့နောက်ထပ်မောင်လေးတစ်ယောက်ထပ်ရှာရအောင်မယ်ပေါ့လို့ပြောလိုက်ပါတယ်။ဒီစကားအရအသက်ခံလိုက်ရတဲ့ကောင်လေးဟာသူတို့ရဲ့တွေးသားရင်းမဟုတ်ပဲသူ့ရဲ့မိသားစုဝင်တွေကိုတက်ဖြတ်ပြီးမှသူတို့ကမွေးစားထားခဲ့တာဖြစ်ကြောင်းပေါ်လွင်သွားခဲ့ပါတယ်။ဒါကြောင့်လဲ Richard ကသူ့ကိုတက်ရတာဒီလောက်လွယ်ကူနေခဲ့တာပါ။သူတို့ခဏတာတဲကိုရောက်ရှိနေတဲ့အိမ်ရဲ့နောက်ဘက်မှာတော့အိမ်ရှင်ရဲ့အိမ်ရှိပါတယ်။သူတို့အဲ့ဒီအိမ်ထဲကိုရောက်သွားတဲ့အခါမှာတော့တအိမ်လုံးမှာတက်ဆင်ထားတဲ့ခရီးအများပြားကိုတွေ့လိုက်ရပြီးအိမ်ရှင်ကသူတို့ရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေခဲ့တာကိုသိလိုက်ရတဲ့အတွက် Richard တို့တတိုက်ဒေါသထွက်သွားကြပါတယ်။ဒါပေမဲ့အဲ့ဒီမှာတင် Richard ဟာအိမ်ထဲကနေတခြားနေရာကိုဆက်သွယ်ထားတဲ့လျှို့ဝှက်မြေအောက်လမ်းကြောင်းတစ်ခုကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။